ကိုဖောင်းနိုင်ချင်အမင်းမင်းတိုင်တွေ့ရတယ်ဒါပေမဲ့မင်းကျတဲ့ဟင်းတဲ့ခွက်အဖေရဲ့ချွေးတဲ့ဒေးတာဒီကမှာပဲပြောစရာရှိအမေတို့သိရပြီခဲလာမှာအဖေကိုတန်းတာဘဝဆိုငယ်ကအဖေတိုက်ခဲ့ဘူးလေအောက်ကမနှများလေးတွေအဖေလောမချိုးဖွာလေတာဒီခဲ့ပြီဖေဒီတစ်ခေါက်မာပြီးလို့ပြန်ရောက်အိမ်မနေရမပြောဘူးလို့ပြောနေတဲ့စကားတွေအတွက်အဖေကိုပြန်တောင်းရအောင်